နောက်တစ်ခုမျိုးနဲ့ဆက်ဆက်ကြတဲ့လမ်းဆောင်တစ်ခုမှာ high class နဲ့ပြရတစ်ခုဖြစ်နေပေါ်ထွက်လာမဲ့ကိုလိုမနီယာတစ်ခုဒီကိုလိုမနီယာဆိုရင်ခိုင်မပြပြီးလူသူထူထပ်တာမျိုးမဟုတ်ဘဲနဲ့ဘယ်လောက်မှ3နှစ်နဲ့ high class ဆက်ဆက်နေခြင်းတဲ့တူတွေအတွက်ထူးနေရတယ်နှစ်ခါပြမြနိုင်တဲ့ဒီနေရာနဲ့စေတနာပါတဲ့ facility ပြည့်ကြောက်အမြင့်ကျင်းတင်ပေါ်ရရှိတယ်ရေတစ်ခွက်တန်ဖိုးထက်3ဆတက်တာပြီးတော့ရေတစ်ခွက်လိုအကျယ်ဝန်းတဲ့နေရာပဲဒီမြောက်တစ်ခုမျိုးနဲ့ရဲ့မင်းလက်မိုင်းတစ်ခုဆိုတဲ့နေရာမှာတရှိနေတဲ့ဒီကိုလို project လေးကတော့ ဘာဒူကြီး classic condominium ပဲဖြစ်ပါတယ်ဘာဒူကြီး classic condominium ဆိုရင်မြောက်တစ်ခုမျိုးနဲ့ရဲ့လူစီကားပြီးစီးပွားရေးရဆိုရင်လည်းချက်ချာကြတယ်ဘုံမူဘာဒူကြီးလမ်းနဲ့ပြောင်းစုမေးလမ်းမကြီးတို့စုံတဲ့လမ်းစုံမှာ TDG ပေါ်ထွက်လာမယ် classic condominium တစ်ခုပဲဖြစ်ပါတယ်မဟာ classic construction ကနေပြီးတော့တာဝန်ယူဆက်လုပ်နေတဲ့ဒီ project လေးကတော့40ရာခိုင်နှုန်းကပြီးစီးနေပြီဖြစ်ပြီးနောက်14လအတွင်းမှာပြီးသက်ဆောက်လုပ်သွားမယ် condominium project တစ်ခုပဲဖြစ်ပါတယ် basement car parking ပြင်ပတ်လည်မှာလည်းလုံလောက်စွာကျန်နိုင်မယ်ကားပါကင်အလုံးလောက်ပါဝင်မှာပဲဖြစ်ပါတယ်24နိုင်အသုံးပြုနိုင်တဲ့ lift 24နိုင်လုံးအခန်းတွင်း lighting ရရှိနေမယ် solar electricity PDR နဲ့တည်ပြုထားတဲ့ပိုင် foundation ပြင် MMBC ကချမှတ်ထားတဲ့စံချိန်စံနှုန်းတွေနဲ့အညီဆောက်လုပ်အကောင့်တွေပေါ်နေတဲ့ project ကြီးပဲဖြစ်ပါတယ်ပြီးတော့ခန်းဒီရဲ့အကျယ်ဝန်းကလည်းပေ20-60မြို့ကမှာနေနေရတယ်လို့ကျယ်ဝန်းမှာဖြစ်ပြီး square feet size နေနေရတော့3မျိုး3စားရှိမှာဖြစ်ပါတယ် unit A က1186 square feet unit B က1268 square feet unit C ကတော့1088 square feet ကျယ်ဝန်းမှာပဲဖြစ်ပါတယ်ဒီဘာဒူဂျီ classic condo ရဲ့အဓိကအားသာချက်ကခန်းတိုင်းကဒေါင်ငန်းပြင်နေရဖြစ်ပြီးတော့ air flow နဲ့ sunrise sunset view ကိုအပြည့်အဝခံစားရရှိနိုင်မှာပဲဖြစ်ပါတယ်ဒေါင်ငန်းနေဆိုတော့ခန်းတိုင်းမှာ veranda ပါဝင်မှာဖြစ်ပါတယ် payment အတွက် option 3ခုရှိမယ်နံပါတ်1ကဒေါင်ပေးမဲ့30ရာခိုင်နှုန်းချမယ်ကြံငွေကိုတိစောက်ပြီးစီးမှုအဆင့်အပေါ်မှာမူတည်ပြီးတော့ပေးချေလို့ရမယ်ဒုတိယတစ်ချက်က30ရာခိုင်နှုန်းဒေါင်ပေးမဲ့ချမယ်ကြံငွေကို14လအရေးကြာပေးချေရမယ်တတိယချက်ကတော့ဒေါင်ပေးမဲ့40ရာခိုင်နှုန်းချခဲ့ပြီဆိုရင်တော့ကြံငွေကိုလ20ထိရေးချပေးချေနိုင်မှာဖြစ်ပါတယ်အခုပြသပေးသွားတယ်ဘာထရီကလစ်စစ်ကိုဒိုမီနီယံကိုဝယ်ယူချင်တာပဲဖြစ်ဖြစ်စုံစမ်းချင်တာပဲဖြစ်ဖြစ်ကျွန်တော်လာမယ့်မေလ2ရက်နေ့နဲ့3ရက်နေ့မှာရောင်းပြပွဲကျင်းပပြုလုပ်သွားဖို့ရှိပါတယ်ဒီရောင်းပြပွဲကိုတော့ကျွန်တော်တို့မနက်10:00နာရီမှညနေ9:00နာရီဒီ2ရက်တိုင်တိုင်းကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပြီးတော့ရောင်းပြပွဲဒီနေ့ကတော့ဘုံဘလူလန်နဲ့ဒီတောင်စုလမ်းမကြီးစုံနဲ့ဘာထရီကလစ်စစ်ကိုဒိုမီနီယံ project site ဒီနေရာမှာပဲကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ပြီးတော့ဒီရောင်းပြပွဲမှာဆိုရင်ကျွန်တော်အရန်ကိုကောင်းမွန်တဲ့ promotion တွေနဲ့မြင့်တက်လက်ဆောင်တွေလည်းရရှိဦးမှာဖြစ်ပါတယ် promotion တွေနဲ့7300အထိ cashback ရရှိမဲ့အပြင်မြင့်တက်လက်ဆောင်တွေနဲ့ဆိုရင်ပထမဆုံးဝယ်ယူသူ3ဦးကိုကျွန်တော်တို့တရုတ်ပြည်ချုပ်ချင်းခီးစဉ်ကို4ရက်5ရက်ခီး2 package လေးလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဒီ2 package လေးကိုရတဲ့လူကတော့နောက်ထပ်တစ်ယောက်ကိုပါလည်းခေါ်သွားခွင့်ရှိတယ်ပေါ့နော်ဆိုတော့ 1+1 ရရှိသွားမယ်2 package လေးကိုလည်းမြင့်တာလက်ဆောင်ပေးရအောင်မှာဖြစ်ပါတယ်ဆိုတော့ဒီ project လေးကအမြတ်ကျင်းတင်ရရှိမှာဖြစ်ပြီးတော့နှစ်ခါပြန်မြနိုင်တဲ့ခွင့်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရောင်းပြပွဲလေးကိုဆက်ဆက်တက်ရောက်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်